Boachi, Tia sign and a boachi. No, down alone, not a ma, suit down, and we go nanya flavor. Oh, a chanari lay, yellow Jimby, what chain up, mamma, what down, Belgium. Happy, my chanari lay. I don't know, so what I don't know. Jangan TV sungai. Naya sudah kacau dalam yang pun. Naya ni sama kau. Jangan terbaik payah. Kau ni tu dia sasa kanji leu jangan cia. Ni kau kanji le apa yang secap. Ngadu di, tu jauh ngadu di, ayo sepia cini, kelu cai, ngadu ipian lu di, pop yang biasa cendol jauh dole, adui lu muka, teni teteni, ipian cenggu kaya i. Aiso, ngadu ipian lu di, pop yang biasa cendol jauh dole. Aduen lu muka, teni teteni, ipian cenggu kaya i. So, dua cilai dah ne, lu nemyoshi, ada mana? Tekua, aduen lu, tekua, aduen lu. Ti ada mana? Lu benar sih deh. Benar sih deh. Benar sih. Apian lu ne, aduen lu. Apian lu ada. Tapi biasa social mal. Aduen lu jauh. Tani piupian cingkai. Aduh, nak gua balik so. Piaga. Aduen lu go piupian aduen lu go sewen sahara piapian. Piaga kinsiga tertuar iya aduen lu pian. Piaga kin tambo thara ga apian lu la aduen lu la. Aduen lu tambo thara. Damen, jangan lu rega bau tambo thara les apian lu. Okay, halai. Biasa. Aku, jangan lupa ya di rumah. Oh, tenia mau, no? Ya, nanti jangan miss video lah. Jangan laju. Tua, kira ini gua penyata boleh ya baby. Tele cila. Tong sejo. Tujuan kami nasi, boy, ini ngaya boy ya, boy laya bila tu meji, tu lupio jen, ina lupio iwe jo, sini so, ina lupio deh lalu jangan melai lo, ina lupio yang macam ni, lupio, no, tu dong sen nama jo, dong sen dong lalu sini. Inang biar apa biar ni leh, jauh ni. Ayah minta ni macam, jangan tinggi je jauh ni, jangan niom, kongset. Jangan kunakan lau kerja tinggi je, cakap kunakan lau tinggi je, tu mayuk citu. Terus apa ya lesiawong, terus ni kau lesiawong. Ayah di nenga malah lesiawong lapin. So jangan niom mati tu. New York ya, kongsi le. Tengah jadi aku namanya tu New York masih siapa malu ni le, rutin kongsi le. The whole Florida mah tu siapa malu. Siapa malu ni lah tu ada lesen jo. Jangan tu mele. Ngas jangan le jual siapa so. Kali tu yang sih jangan le jual le. Mele apa ni yang le lu jangan mele. Kali juga macam tu. Tu lah.
ဆရာဝန်ကဘာပြန်ကြောက်နေလဲလေးရပြန်ကြောက်ခုနကတော့လူကြတော့ပွဲရပြီးပြီသူကဘာကြောက်နေရလဲအိမ်အောင်ပြရမှာကြောက်တယ်တဲ့အိုးဆရာဝန်ကြတော့လေအိမ်အောင်ပြုပြီးပြီဒါပေမဲ့ဘာကြောက်လဲလေးရမှာကြောက်လောကကြီးမှာလူတွေကဘာကိုဖြစ်နေကြလဲဆိုရင်ကြောက်ရွံ့ခြင်းနဲ့သက်ရှင်နေကြတယ်တချို့တော့ကြောက်ရွံ့ခြင်းသက်ရှင်ဘုရားရဲ့လူဟာတဲ့ဘုရားကြောက်တဲ့စိတ်ကိုမပေးဘူးဒီခါတော့ဂီတောင်ဟိုဘုရားမိတ္တန်တို့တော့တိုက်ခံဒီမှာလူရွေးတဲ့လူရွေးတော့ဂီတောင်မှာလူအင်အားတွေအများရှိအဲ့တော့ဘုရားကပြောလဲဆိုရင်ဂီတောင်မင်းရဲ့လူတွေသိများတယ်အဲ့တော့ကြောက်တတ်တဲ့သူရှိရင်ဘာလုပ်ခိုင်းလဲဆိုရင်အိမ်ပြန်သွားကြောက်တတ်တဲ့သူရှိရင်ဘာဖြစ်လဲအိမ်ပြန်သွားတော့နောက်ဆုံးတပြောက်ပြီးတော့ပြန်သွားလူ300နဲ့သမုဒ္ဒရာအတိုင်းပြီးများတဲ့ရန်သူဘုရားအောင်နိုင်ခြင်းပြန်တော့ဘုရားကြောက်တဲ့စိတ်ရှိစေချင်လားမရှိစေချင်ဘူးကြောက်ရွံ့ခြင်းဟာတဲ့ယုံကြည်ခြင်းနဲ့မပေါင်းနိုင်ဘူးတဲ့โอเคဒီမှာလည်းပဲကြောက်စရာမလိုပညာသိတတ်တဲ့သူတွေမကြောက်ကြဘူးလားကြောက်ကြတယ်အဲ့ဒါလောကီနိုင်ငံရဲ့အတွေးခေါ်မှဖြစ်တယ်စာရန်ကလည်း6ဒုက္ခရောက်လိမ့်မယ်မ6လားစာရန်လည်း6မိမယူရင်ပစံကုန်လိမ့်မယ်ကျွန်တော်တို့အခုကျွန်တော်တို့တွေrefugee နဲ့ရောက်လာတဲ့သူအများစုကကယ်လီဖိုးနီးယားမှာမနေရဲဘူးဘာဖြစ်လို့လဲအိမ်စီးကြီးတယ်ဒါလည်းကြောက်တာပဲသူကဒုက္ခရောက်မယ်ဆိုကြောက်လာမကြောက်လာလားဒုက္ခရောက်လိုက်ပြီဆိုမနေကြဘူးတကယ်တော့မဆိုင်ဘူးတကယ်တော့ကြောက်ရွံ့မှုကျွန်တော်စတီဗင်ဟာထန်ဟာပညာနဲ့တတ်သူတို့လည်းမနေနိုင်ဘူးလားနေနိုင်ပါလေနေတဲ့အပြင်အမင်းတက်မှာတော့အိမ်မြေလမ်းတွေဝယ်တော့ဝယ်ပြီးပြီရန်ကုန်ကတော့မြေကွက်တော့ဝယ်ပြီးပြီသင်ယုံနဲ့တိုင်သင်နိုင်ဖြစ်စီဟာလေလုယာကျွန်တော်တို့ဘုရားရဲ့နိုင်ငံတော်ဆိုနေရာနဲ့မဆိုင်ယုံကြည်ခြင်းနဲ့ဆိုင်တော့ပြယုံကြည်ခြင်းရှိဖို့လိုတယ်နော်ဒီအင်္ဂလိပ်စကား you are what you think သင်တွေးတဲ့အတိုင်းသင်ဖြစ်တယ်သင်ကြောက်နေတယ်အဲ့ကြောက်တဲ့အတိုင်းသင်ခံစားမကြောက်ဘူးဆိုအဲ့မကြောက်တဲ့အတိုင်းသင်ခံစားအယုံငါဖျားမလေးရှားမှာလည်းကျွေးတယ်ဖျားဒီမှာလည်းကျွေးနိုင်ဘယ်နေရာပဲရောက်ဘုရားသခင်မဆောက်လားမဆနေတာပါနော်ကျွန်တော်တို့ကအခြေအနေနဲ့အသက်ရှင်မှုမဟုတ်ဘုရားသခင်ကကျွန်တော်တို့ကိုမြင်ရတဲ့အမြင်နဲ့အသက်မရှင်စေခြင်းမျက်မှောက်အမြင်နဲ့အသက်မရှင်စေခြင်းယုံကြည်ခြင်းနဲ့အသက်ရှင်စေခြင်း Hallelujah အင်္ဂလိပ်က not by sight but by faith သက်ရှင်စေခြင်းHallelujah Amen ဘာနဲ့သက်ရှင်ရမလဲယုံကြည်ခြင်းနဲ့သက်ရှင်ရမယ်မြင်ရတဲ့အရာနဲ့သွားတဲ့လူကြောက်မိမယူရမှာဘာဖြစ်လဲကြောက်ကလေးလေးဘာဖြစ်လဲကြောက်ဝေးရမှာလဲကြောက်တော့ဘာဖြစ်လဲအကြောက်စရာတွေရွယ်တွေးကျွန်တော်တို့ကကလေးသူငယ်လေးလိုပဲဘုရားရဲ့နိုင်ငံတော်မှာတဲ့ကလေးသူငယ်လိုစိတ်ထားရှိမှနိုင်ငံတော်မြင်ရမယ်ဆိုနိုင်ငံတော်ရဲ့ကောင်းကြီးမြင်လာမြင်တွေ့ရမှာကလေးလေးလိုဖြစ်ဖို့ကလေးလေးဆိုတာတက
ကယ်ယုံကြည်ခြင်းအားကြီးတာအဖေပြောတဲ့အတိုင်းအဖေမုံကျွေးမယ်ဆိုသူမယုံလားရိုးရိုးလေးယုံဘာမှကောင်းတဲ့စဉ်းစားလားဘာမစဉ်းစားယုံကြည်ခြင်းနဲ့ကျွန်တော်တို့အတွင်းလူအပြည့်လူအောင်ပြတ်သွားမယ်ကျွန်တော်နားရအောင်အေးကလည်းလာဆိုနားရအောင်ကျွန်တော်လည်းပြေရအောင်ထားတိထားတဘောပေါက်နားမယ်ဆိုတော့တင်းထဲမှာလူဘယ်နှမျိုးရှိတယ်မျိုးရှိတယ်လူဘယ်နှယောက်ရှိလဲ2ယောက်ရှိတယ်ဘာနဲ့ပါလဲအတွင်းလူနဲ့အပြင်လူ2မျိုးရှိတယ်တင်ကဘယ်လူလဲကိုမင်းတင်ကဘယ်သူလဲအတွင်းလူလားအပြင်လူလားတင်ကဘယ်သူလဲတင်ကဘယ်သူလဲတွင်းပြင်းနှစ်ခုတည်းတစ်ခုပြောမယ်ဘာမှတော့ကျွန်တော်တို့အတွင်းအပြင်လို့ပြောရရင်အမားပါဒါပေမဲ့တကယ်တော့အစ်စ်ကပါပဲအတွင်းလူဖြစ်အပြင်လူဆိုဖောက်ပြန်ပျက်စီးပြီးတော့ကျွန်တော်တို့ဘာလုပ်ကြအောင်ထားခဲ့ရမှာဒီခန္ဓာကိုယ်ကြီးဘာလုပ်ရမလဲထားခဲ့ရမှာဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးပဲကျွန်တော်တို့ကအမျိုးမျိုးမတနေကြလားအားနေကြအမဆိုရင်စားရပ်ပုလဲဆိုရင်စားမလို့အရေးကြီးရဘယ်အရေးကြီးရအတွင်းလူကအရေးကြီးတယ်ရုပ်ဆိုးလဲဆိုရင်စားလို့လားဆိုရင်စားမလို့ဘူးကျွန်တော်တကယ်နဲ့ပူလေးရှိတယ်ပြောပါပြောလဲဆိုငါတို့အရက်ပူတဲ့လူတွေကဘာကိုချုပ်ကင်ထားတာနပိုလီယန်တော့ဘာအားကြီးပြောအဲ့ဒါအပြင်လူပဲအဲ့ဒါတနေ့ကျွန်တော်မထားရအောင်လားထားရဟိုဩစတြေးလျနိုင်ငံဂျက်ဖရီဆွဲဆယ်လောက်ရှိသူပြောပြသူရက်နေပူလို့ကျွန်တော်ကျေးဇူးတော်ချီးမွမ်းတယ်ဗျာသူတို့ဒီပတ်ဩစတြေးလျပတ်မှာသူကြောက်မိသွေးဆိုတာတွင်းလို့အရက်ရွှေရဲ့လူတွေဒုက္ခရောက်အကုန်မြန်တွေ့သူရှက်ပူတဲ့လူတွေအရစင်ပြေဆိုရဲဟာလေလုယာကဲလာတော့ချောင်းကျေးဇူးတော်နော်ဘုရားသခင်ကဘာပြောကျွန်တော်တို့ဖန်ဆင်းထားတဲ့အားလုံးလှပြီးတော့သူ့နေရာနဲ့သူ့ရဲ့ကိုယ်ခန္ဓာထဲမှာဆိုရင်လက်တန်းသေးတယ်ဆိုပြီးပြောချင်ရှိလားမရှိဘူးဒီလက်တန်းနိုင်လည်းပဲသူမနာဘူးလားဦးကောင်းပြီးတော့ယေရှိနာသင်နိုင်ဘယ်သူနာလဲယေရှုနာအာမင်โอเคကြတော့နော်အခုကျွန်တော်တို့ကအခုဒီကျွန်တော်တို့စိတ်ထဲမှာလေဘယ်ရလာကျွန်တော်မေးခံရဆုံးကဘယ်ရလာတယ်လဲမေးခံရဆုံးကျွန်တော်ပုံစံဗမာအညာသားနဲ့တူတော့ညချပဲလာလားအညာပဲလာလို့ပဲသူတို့ထင်ရခိုင်လို့လာတော့ထင်တယ်အတမ်းမဲလို့တချင်းလို့ပြောရင်ဟုတ်ရလားဒီဒေလာဆိုမိလိုက်ကျော်လိုက်ခဏခါလေးတော့ရှူးလိုက်ဇိုးပါဒါရအားတော့ပါလူရဲ့ဘာကိုစိတ်ဝင်စားလိုက်အပြင်းလူစိတ်ဝင်စားဘုရားဘာကိုစိတ်ဝင်စားလဲအတွင်းလူစိတ်ဝင်စားယနေ့ဘုရားစိတ်ဝင်စားတဲ့အရာနဲ့အသက်ရှင်သလားလူစိတ်ဝင်စားတဲ့အရာနဲ့အသက်ရှင်သလားဘုရားနေရဘု
သခင်ရှိရလာတဲ့သင်ဟာကျွန်တော်တို့ကတကယ်တော့တိမြောက်ကလာတော့မဟုတ်ပါဘူးဟုတ်လားမြောက်ကလာတော့တချို့ကပြောသေးတယ်မြောက်ကနေလာတာဆိုရှိသေးတယ်မြောက်ကလည်းလာလားမဟုတ်ပါဘူးကျွန်တော်ဘယ်သူရှိရလားဘုရားသခင်ရှိရလာတယ်ဖြစ်တယ်ဟာလေလုယာဘုရားဒါဒူကညံကိုတီးရကျွန်တော်ရဲ့တွေးခေါ်အခုဆိုပါစို့အပြင်လူကိုပဲအာယုံပြုတဲ့လူငါတို့ကချင်းတောင်းလာတဲ့အတွက်ကြောင့်ငါတို့ကချင်းတောင်းပဲယေရှုပြုရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေရှိလားမရှိလားအဲ့လိုလိုက်ဆွဲဆောင်တဲ့လူတွေရှိလားမရှိလားချင်းတောင်းပတ်စံထည့်ရမယ်လူကရောက်နေတယ်ကုညီရမယ်လို့အဲ့လိုဆွဲဆောင်တဲ့လူတွေမရှိလားရှိပါလေဒါလည်းကျွန်တော်တို့မထည့်ဆောင်ဘူးထည့်ပါလေမလူကရောက်ထည့်အဲ့ဒါကကျွန်တော်တို့ဟာသင်ပေးရင်လည်းပဲတက်လုံးပေးလို့ကုန်မလားပေးစရာလည်းကုန်မလားမကုန်ပါဘူးအဲ့တော့သင်သိထားမယ်အရာပါပဲဆိုအဲ့ဒီအရာအပြင်လူနဲ့ပဲသင်ဆက်တယ်အသက်ရှင်မလားအတွင်းလူနဲ့အသက်ရှင်မလားတရားမခင်တယ်သင်ရဲ့အတွင်းလူပြုပြင်ခြင်းသင်အတွင်းလူကိုကြီးထွားရင်ကျစေခြင်းဒါမဲ့အတွင်းလူကဘာဖြစ်နေလဲဆိုပြီးအခုအသင်းတော်တွေမှာတော်တော်များအတွင်းလူကသိဘာပဲကြီးစိုးနေတယ်အပြင်လူကကြီးစိုးနေအဲ့တော့ကျွန်တော်တို့ကချင်ဆိုကချင်ဟုတ်ဆိုတခြားလူတွေလက်ခံလားလက်မခံဘူးကျုပ်မင်းတက်ဆိုလည်းဘာပဲလုပ်ချင်တယ်မင်းတက်လူပဲဒါမလုပ်ရဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးကချင်ဆိုတာလုပ်ရမယ်အချိန်တရှိစကားအတွက်လုပ်ရမယ်ဆိုတာလည်းရှိချင်းဆိုတာလည်းလုပ်ရမယ်အရာမရှိလားရှိပါတယ်အဲ့ဒါကနံပါတ်1မဟုတ်အကြီးဆုံးမဟုတ်အကြီးဆုံးကအတွင်းလူဘသူရှိရလားဘုရားသခင်ရှိရလားအတွင်းလူကဘသူကိုဆံကလဲဘုရားကိုဆံအတွင်းလူကဘသူကိုကိုးကွယ်ချင်တာလဲဘုရားကိုကိုးကွယ်ချင်ဝိညာဉ်တော်ဝိညာဉ်ဘုရားကိုကိုးကွယ်ချင်အမေကျွန်တော်တို့ကအပြင်လူကိုတိတ်ပြီးမှအဲ့ဒီအပြင်လူရဲ့ worship ကိုနဲ့တက်ရှိဒီနေ့တော့ကျွန်တော်တို့မနေ့ပြောတာတို့လိုစားလိုက်ကြတယ်နော်ကိုကြခင်ရလဲသူကလည်းနွားမီးချက်ကျွေးတယ်စားကြစားတော့အပြင်စားတခါလဲမအိမ်နိုင်လာဘူးလားတော်ငိုက်ချင်လာတယ်အပြင်လူကအစားကောင်းစားပြီးတယ်သူဘာဖြစ်ချင်လဲကောင်းငိုက်ချင်လာစံသေးဆိုလုပ်ချင်လားကောင်းအိတ်ချင်တယ်နော်ဘုရားကျောင်းတော့လာချင်မှာမဟုတ်သူကပြောလိုက်တယ်ဆရာရှိလို့ဆရာပြောတာကောင်းတယ်ချက်ကြည့်โอเคကျွန်တော်တို့တွေအားလုံးอ่ะအဲ့ဒီအပြည့်လူကိုပဲနံပါတ်1ဖြစ်နေကြအခုကျွန်တော်တို့ဘယ်အရာကိုစိတ်ဝင်စားမလဲအတွင်းလူစိတ်ဝင်စားမိမိကိုသိဖို့အင်္ဂလိပ် Who am I ကိုဒီရဒီဟာဘယ်လာလဲဘယ်လာလဲဘယ်ဟာတကယ်ရှိရလာလဲဖြစ်တယ် Hallelujahဘုရားသခင်ရှိရလာတဲ့သူဖြစ်တယ်ဘုရားသခင်ရှိရလာပြီးတော့မှနောက်တစ်ခုကဘုရားသခင်ရဲ့သိဖို့လောကထဲမှာဘာတာဝန်ပေးထားတယ်လဲသိဖို့မိမိတာဝန်ဟုတ်ပြီနော်ဘုရားသခင်
ရဲ့ရှိရလာပြီးတော့မှဘုရားခိုင်းတဲ့တောင်းကိုသိဖို့လိုတယ်အခုလူတွေဟာမသိတဲ့အတွက်ကြောင့်အထင်းထဲမှာရှိတဲ့ဝိညာဉ်ရဲ့တောင်းကိုမသိတဲ့အတွက်ကြောင့်ရောင်လေနဲ့သက်ရှင်ကိုလုံးရမယ်လို့သိလားမသိကိုမှဘာအစွမ်းရှိတယ်လဲဆိုတာလည်းသိလားမသိတော့အပြင်လူသူများလုပ်တယ်လို့ပဲကိုလိုက်မလုပ်နေကြဘူးလိုက်လုပ်ပြီးသက်ရှင်အခုကျွန်တော်တို့တွေတော်တော်များများဟာဒီမှာအရင်ရောက်တဲ့သူမပတ်စံရှိတယ်ဆိုတော့ပတ်စံရှာလို့ကောင်းတယ်ဆိုကျွန်တော်မလာကြောက်လားအင်္ဂလိပ်စာပတ်စံမလုပ်ဘူးဒါကိုတပူပဲလို့တယ်ကျွန်တော်မရောက်တော့လားစင်ပြေလားကျိုးကြတော့ benefit ကောင်းတယ်ဆိုတော့တွေးဆောင်တာတွေးဆောင်လားဆိုတော့ problem ကဒီမှာလာနေတဲ့ problem အစင်ပြေတယ် benefit ကောင်းတယ်တကယ်လည်းကောင်းတယ်ဘာလို့မလို့တလားထောင်ရရတယ်မပြောလားပြောတော့တချို့ကတော့အမေရိကန်မလာချင်ဘူးနဲ့ဩစတြေးလျနိုင်ငံပိုကောင်းတယ်benefit ပိုကောင်းတယ်အဲ့လိုမရွေးကြလားတချို့လေအမေရိကန်ရောက်ရင်လည်းလုပ်နေရမှာဆိုလို့လေဒီမမဆိုလို့ဆိုပြီးမှအဲ့လိုလူတွေမရှိဘူးလားရှိပါအဲ့တော့ကိုတင်ကပြန်တင်ကိုငွေရှာဖို့ပဲစီလို့လိုက်တာအဲ့ဒါမေးကုန်မေးရကျွန်တော်ကဒီခံနီးအတွေ့အကြုံခံစားခဲ့ရလို့လည်းတော့ပြောလာဖြစ်ဒီလူကနှလုံးနဲ့သူကအမြင်တယ်ရတာပူတာခေါင်းကြီးတယ်ဘုံတော့ကြီးတယ်ဟာနော်ရရှိဖို့လေဟုတ်ပါလေတကယ်တော့မိန်းမဆိုတာယောက်ျားတဲ့မင်းလေးရွေးရင်မျက်လုံးနဲ့ရွေးတယ်မင်းလေးကြတော့ foundation ကိုရွေးတယ် foundation ကောင်းမလားအဲ့တော့ရွေးတယ်မင်းနဲ့အချင်းနဲ့မဟုတ် foundation သိမလားအားကိုထိုင်မဲ့သူရှာကောင်းဒီဟောfoundation ကောင်းရင်သိစီကိုလာလိမ့်မယ်ထိုင်ကောင်းရင်လာလိမ့်မယ်ဟုတ်တယ်တော့ထိုင်ကောင်းတယ် foundation ကောင်းရင်ဘိမ့်မရတယ်ဘိမ့်မအများကြီးကိုပြောတော့မဟုတ်โอเคဆက်တော့နော်ဘုရားကသင်ကိုလောကကိုစေလွှတ်လိုက်တာလေငွေရှာဖို့တစ်ခုပဲလားငွေအတွက်အသက်ရှင်ဖို့ပဲလားငါတို့ဘဝကောင်းစားဖို့အတွက်တစ်ခုတည်းဘုရားအောက်တောင်းပေးတာလားအဲ့ဒါသိဖို့လိုတယ်နော်ကိုမြတ်ဘုရားခင်အောက်ဘာကြောင့်လောကကိုစေလွှတ်တာဘုရားခင်တင့်ကိုဘာဖြစ်စေချင်တာလဲတင့်မှာဘုရားခင်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတဲ့သိဖို့လိုတယ်အဲ့ဒါမသိဘူးဆိုသင်
လမ်းပြောင်းအဲ့တော့အထင်နဲ့မသိအပြင်လူနဲ့ပဲသွားနေဟုတ်အပြင်လူကြီးထွားဖို့ပဲအသက်ရှင်တယ်ပညာတစ်ခုတတ်မယ်တစ်ခုတတ်မယ်ပညာတတ်မဲ့ရတယ်မကုန်နိုင်ဘူးတော့တကယ်တော့တဲ့လားအခုဒီနေ့ပညာတတ်ကွန်ပျူတာပညာတတ်ထားလိုက်တယ်လားတတ်ထားလိုက်လေနောက်နေ့ကျရင်လေအဲ့ဒီပညာကိုရပ်သွားရင်လေပို့တိုးတဲ့ပညာတွေပေါ်လာပြန်ရောဒါပညာတတ်တရားတွေလေ့လာလို့ကုန်နိုင်လားမကုန်နိုင်ဘူးဆရာဝန်တွေဆိုရင်ဒီနေ့ကပုံစံတစ်မျိုးနောက်နေ့ဆိုရင်ပုံစံတစ်မျိုးပြန်ဖြစ်သွားတယ်လေ့လာလို့ကုန်နိုင်လားမကုန်နိုင်ဘူးလေ့လာလို့ကိုမကုန်နိုင်တော့ကကြီးอ่ะတခုအသက်ဆန်းရတယ်တခုအခုကျွန်တော်တို့အခုဖုန်းနေအခုတချို့ဆို iPhone ဘလောက်ဟိုတချို့ 4S နောက်ဆိုဘာဖြစ်လာလဲ5နောက်ပြီးဘာပြန်လောင်းလဲစိတ်နောက်စီဘာလောင်းလဲလောင်းကုန်နိုင်လားမကုန်နိုင်ဘူးတပြေးတဲ့ကုန်မကုန်နိုင်ဘုရားခင်ကလည်းပတ်ဝန်းကျင်ကိုအမြဲတမ်းဘုရားခင်ပြောင်းလဲနေလူတွေတားလို့မရတဲ့အရာနှစ်ခုရှိတားလို့မရအချိန်နဲ့ပြောင်းလဲခြင်းကိုတားလို့မရအချိန်ကိုဒီမှာပဲ9နာရီပဲနေပါလို့တားလို့ရလားမဆံပေးမယ်တားနာမယ်ရလားမရဘူးငွေအများကြီးရှိပြီးတော့မှအဲ့ငွေနဲ့မပြောင်းလဲအောင်တိတ်တော့ပြောင်းတားလို့ရမရအဲ့ဒါတွေကဘယ်သူလုပ်တာလဲဆိုဘုရားလုပ်တာကဘာဦးကျန်ကျွန်တော်ကြည့်အောင်နားကြနော်နားပြီးတော့မှကြည့်ကြကဘာဦးကျန်အခန်းကြီး8အငယ်20对，还有啊，有些这样多干了，第能够这样多干了，不多干了，内干了，少干了，没别样没有理，没有西，不都没了呢？偏给没了，内干了，别少干了是了，话别嘞，没别样，内比把他们嘞少了。စောင်းပြီးပါလာမလဲမိုးပြန်လာနှွေးပြန်လာဘုရားသခင်ကအဲ့ဒီအချိန်ကာလတွေဘုရားလုပ်ငါနှွေးယူငါထိန်းထားမယ်ထုံးထားလို့ရမရပြောင်းလဲခြင်းကိုလည်းဘုရားကဘာလို့လဲငါတို့မပြောင်းလဲဒီတိုင်းနဲ့ငါတို့ဒီတိုင်းပဲအဲ့ဒါသက်ရှင်လို့ရလားမရအဲ့မဲ့တချို့တွေကကြောက်ခစ်လို့ပဲမပြောင်းလဲတဲ့သူတွေရှိတယ်မပြောင်းလဲတဲ့သူဘုရားကတင့်ကိုဘာဖြစ်စေချင်လဲတင့်ကိုဘာဖြစ်စေချင်လဲပြောင်းလဲစေချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကအခုထိဘာဖြစ်လဲမပြောင်းလဲချင်ကြအရင်တော့ကလည်းတချို့အရင်တော့ခံစားရအခုလည်းပါလဲခံစားဒီမှာတော့မဟုတ်ပါဘူးဂျေဇုတော်ခွက်ပလားနောက်နေ့လာလဲဗာပြန်ချအောင်လေဂျေဇုတော်ခွက်ပလားကျွန်တော်တို့လည်းမပြောင်းလဲခြင်းတဲ့လူတွေထဲမှာပါတယ်ဘုရားသခင်ကတင့်ကိုဘာဖြစ်စေခြင်းလဲပြောင်းလဲစေခြင်းလဲတင့်ကိုပြုပြင်ခြင်းသင်အသက်တာကိုဘာဖြစ်စေခြင်းလဲတိုးတက်စေခြင်းလဲ Hallelujah Amen အဲ့ဒါကျွန်တော်ဒီဘူးဘုရားခင်ဖြစ်စေခြင်းတဲ့အရာကိုသင်အာရုံစိုက်ပါကိုသင်လောကကိုလာပြီးတော့မှလေအပြင်လူအတွက်ပဲရှင်ဖို့မဟုတ်ပါဘူးလောကသားတွေကအပြင်လူနဲ့သွားကြအဲ့ဒါကိစ္စမရှိဘူး
ဟုတ်လားလောကသားတွေကလောကပုံစံသွားတာအတိတ်ပဲမရှိလားလောကသားလောကပုံစံသွားအတိတ်ပဲရှိလားရှိတယ်သင်ကဘသူသားလဲလောကသားလားဆရာမဟုတ်ပါဘူးသင်ကဘသူသားလဲဘုရားသားဘုရားရဲ့ပုံသဏ္ဍာန်နဲ့ဘုရားအသက်ရှင်နေကြတယ်ဟာလေလုယာအသက်မရှင်ဘူးဆိုလဲရှင်အောင်ဘုရားလုပ်တယ်ဘုရားဖြစ်တယ်ယောမခန်းကြီးရှစ်အငယ်28ဘာကြည့်ပါယောမခန်းကြီးရှစ်အငယ်28ကျေးဇူးတော်ပုံလေးတွေရှိတော့ရှိရင်တော့ကျမ်းစာကိုမိတယ်လို့ပါလို့လုပ်ကြပါဘုံဆိုတော့မိရသူရှိတာဖယားဘာယောမရှင်းနေစရှိဘုရားဒီကိုချစ်တော်ဒီကိုတော့ဉာဏ်စီတော်မူချစ်တဲ့ခေါ်တော်မူချစ်တော်တို့အကျိုးအသိတော်ရာစပန်ဟုတ်ပြီဒီမှာပါပါဒီကဘာအောင်29လားနော်ကဲဒီကဘာ1 2 3ဘယ်သူပုံတရံဘုရားရဲ့သားပုံဘုရားရဲ့သားပုံတရံဖြစ်စေခြင်းဟာလေလုယာအဲ့ဒါကိုပြောင်းလဲတိုးတက်စေခြင်းနော်အခုဒီလိုပြောင်းလဲတိုးတက်ဖို့ဆိုတာကဘုရားအဲ့လိုပြောင်းလဲတိုးတက်ဖို့ခတ်သိမ်းသောအရာနဲ့သိပြုပြင်ခတ်သိမ်းသောအရာခါလေကာဘီပေါ်တဲ့အချိန်မရှိလားရှိတယ်ကာဘီပေါ်ခါလေမချင်မနဲ့ဖြစ်တဲ့ခါအဲ့ဒါသိတဲ့မှာဘုရားကြီးပြုပြင်ပေးနေအတွင်းလူကိုပြုပြင်တယ်လို့ခေါ်ကျွန်တော်တို့ကအပြင်ကိုသိပြုပြင်ခြင်းဟုတ်လားဟုတ်ပတ်စံရှိလာပြီဆိုလူတွေလေဘာလို့ကြလဲဆိုရင်နှာခေါင်းပြင်လိုက်လူတွေမလုပ်ကြဘူးလားလုပ်ကြတယ်ပြင်လုံးအားကြီးလို့ကိုဘယ်လိုပြောမလဲဆိုရင်ရမ်းချောသွားတော့တချို့မချောသွားလားချောသွားတော့မွေးလာကလေးကရုပ်ဆူဆူပြမွေးလာပြန်တော့လူတွေမပြင်ကြဘူးလားplastic surgery ဆိုအစညာရလူတွေကအပြင်လူအထင်ကြီးတခင်ရှိလောကောက်လာတဲ့ခါမှာနေကြအောင်ရှိလားရှိနေကြအောင်မရှိကောင်းချစရာနေအောင်ရှိအဲ့ဒါပါလေကျွန်တော်တို့အတွင်းလူတဘောတို့အသက်ရှင်ရတာဖြစ်တယ်အာမင်ဘုရားကနော်အခုကျွန်တော်တို့ပြောနေလို့အပြင်လူကိုဘုရားကဂိမ်းမဆိုင်နဲ့လို့ပြောတာမဟုတ်အပြင်လူကိုလည်းဘုရားယေဟောဝါကျွန်တော်တို့ရဲ့ဘုရားယေဟောဝါနီစီယေဟောဝါဒီဘုရားပြင်ဆင်ပေးတဲ့ဘုရားဖြစ်နော်အပြင်လူတွေလည်းဘုရားမပြင်ဆင်ပေးလားပြင်ဆင်ပေးပါဒါပေမဲ့အတွင်းလူတင့်ကိုဘုရားကသူ့ရဲ့တံတော်နဲ့တညီဖြစ်အောင်လုပ်တယ်ဘုရားဖြစ်ဟာလေလုယာအဲ့ဒါလို့လုပ်ဖို့အတွက်ကျွန်တော်တို့ကြည့်အောင်ကောရိန္သုဒုတိယစာဆောင်အခန်းကြီး3ခ
အငယ်18လက်စောသခင်ဘုရားဤဘုံအသေးတော်ကိုကြည်မြင်၍ဝိညာဉ်တော်တရားဤအရှင်သည်ရောင်ကြီးတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့သည်ဘုံအသေးတိုးပွား၍ပုံတရံတော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏ဘုရားသင်ရဲ့သက်တာထဲမှာသူ့ရဲ့ဘုံအသေးတော်ဟာတိုးပွားထွန်းလင်းခြင်းသူ့ရဲ့စန္ဒဘုံအထွန်းလင်းခြင်းတိုးပွားခြင်းအခုလောကသားတွေကအပြင်ကဥဆောင်အပြင်ပြောရပါဖြစ်တယ်ဥဆောင်ကိုယုံကြည်သူတွေတော်တော်များများလဲဘာဥဆောင်ပြီးသက်ရှင်ကြတယ်အပြင်နဲ့သက်ရှင်တယ်မြင်ရတဲ့အရာနဲ့သက်ရှင်မြင်ရတဲ့အရာဆိုတော့အာယုံ၅ပါးမရှိဘူးအကြာအမြင်အနတ်ရတာအတိအတွေ့အဲ့ဒါနဲ့သွားနေကြအာယုံ၅ပါးနဲ့သွားအဲ့ဒီအာယုံ၅ပါးကလည်းဘာဖြစ်လဲဆိုရင်လူအထဲထဲမှာလူရဲ့စိတ်ဆိုတာရှိလူရဲ့စိတ်က will mind emotion ဟုတ်လားဒီတရားခံစားစိတ်ဆုံးဖြတ်စန္ဒနဲ့အဲ့လိုသက်ရှင်တော့ကျွန်တော် whiteboard မရှိတော့မရေးတော့ဒါပေမဲ့ဒူတွေတော်တော်များများအဲ့ဒီအမြင်အာယုံခံစားခြင်းနဲ့သက်ရှင်အတွင်းလူရဲ့ခံစားချက်နဲ့သက်ရှင်အတွင်းလူရဲ့ခံစားချက်ကဘသူရှိရခံစားချက်ဘုရားသခင်ရှိရခံစားချက်အဲ့တော့လူရဲ့ကိုယ်ခန္ဓာနှစ်ခုဟာဘသူကအားကြီးနေလဲဘသူကအားကြီးနေလဲအပြင်လူကနိုင်တာအဲ့ဒီအပြင်လူနိုင်နေတဲ့အရာကိုကျွန်တော်သိဖို့လိုတယ်အဲ့ဒါအပြင်လူဟာသင်မဟုတ်ဘူးဆိုသင်သိဖို့လိုတယ်အပြင်လူဟာတနေ့ကျရင်သင်စွတ်ထားရမယ်သင်ကိုယ်ခန္ဓာဖြစ်တယ်သင်ဘလောက်ပဲရုပ်ချောချောယူလာလာပညာဘလောက်ပဲတတ်တတ်အဲ့ဒါအားလုံးသင်ကဘာလုပ်ခဲ့ရမှာလဲထားခဲ့ရမှာပဲသင်ဘာဖြစ်တယ်ဆိုတော့ဘလောက်ပဲကြွားကြွားငါတို့ကဒူဝါမျိုးဖြစ်တယ်ဇော်ဘာမျိုးဖြစ်တယ်ဘလောက်ပညာတတ်တယ်ဘလောက်ကြွားကြွားအဲ့ဒါတွေအားလုံးဘာလုပ်ခဲ့ရမှာထားခဲ့ရမှာမထားရမယ့်အရာအတွင်းလူဖြစ်တယ်အဲ့အတွင်းလူကတနေ့ကျရင်ဘုရားသခင်ရှိတယ်ရောက်တဲ့ခါမှာဘာမှမသိခဲ့ဘူးကိုရောဆိုရလားကျွန်တော်ဘာလို့မှမသိခဲ့ဘူးကိုရောခိုင်းတာတော့သိတယ်ကျွန်တော်ဘာမှလည်းဘာဖြစ်လဲလုပ်ခဲ့လားမလုပ်ခဲ့ဘူးအဲ့လိုအသက်ရှင်ပါခဏပြန်နားမယ်လက်စလာအောင်ခဏပြန်နားပြီတော့ဘာအဲ့တော့ကျွန်တော်တို့အခုတော့ကျွန်တော်ဘုရားသခင်ဒီမှာပို့ဆောင်ကျွန်တော်တို့ဒီမှာရှိတဲ့လူတွေလေကိုယ့်ရဲ့အခု TV line တွေရှိရမလား line တွေအများကြီးကျွန်တော်မဖောင်းလားဖားနေline နံပါတ်1နံပါတ်2အဲ့လိုဖမ်းတယ်အခုဘယ် line ကိုပြန်ဖမ်းဘုရားသခင် channel ကိုပြန်ဖမ်းဟုတ်လားဘယ်သူနဲ့မိဖို့လို့လဲဘုရားနဲ့ network မိဖို့လို့လဲအဲ့နိ network မိသွားတဲ့ခါကျမှသူ့ရှိရလာတဲ့ channel ကိုထဲထဲမှာရှင်းရှင်းလေးလေးဖြစ်လာအကောင်ဝါဝါလေးနဲ့တခါဖြစ်ဦးမှာပဲအဲ့တော့ TV line မကောင်းဘူးဆိုသိမှာမြန်မာပြည်မှာလည်း line မကောင်းဘူးဆိုအဲ့ line မကောင်းဆိုတကားပေါက်တယ်ပြင်ထည့်ရလားတယောက်ကဘာလို့ရလဲတိုင်းကိုဘာလို့ရဝလုံးနဲ့ဆွေ့နေရတယ်အောက်ကမရသေးဘူးဘယ်လိုကူကြောက်လားအပေါ်နဲ့ထောက်လိုက်တော့ထောက်လိုက်ဘယ်မှာရှိဘာလို့ channel မှာဖြစ်နေတာလဲ line မကြည့်ဘူးဖြစ်နေအခုလည်းကျွန်တော်တို့တွေတော်တော်များများဘာဖြစ်နေလဲ
မကြည့်သေးဘူးပြည့်ဝါလာကြည့်ဒီလို feeling ဖြစ်လာဝါလာကြည့်အရသာမရှိဘူးကလစ်ဟာဟုတ်ပြန်ကြည့်ရဲ့ channel မိဖို့လို့လေကိုထဲမှာကြည်နေဖို့ပြန်ကြည့်တဲ့လာထားတဲ့ရည်ရွယ်ချက်တိတဲ့အခါကျမှအတဲတဲ့အစွမ်းဆိုတာထွက်လာမှာဖြစ်တယ် Hallelujah အဲ့ဒီ vision တော့ဘုရားသခင်ဖြစ်စေတဲ့ယူပါယ purpose တွေအဘုရားရဲ့ဥပဒေချက်ပန်းနိုင်ကိုတိလာတဲ့အခါကျမှသင်ပျော်လာမှာအခုကျွန်တော်တို့လေအလုပ်ဒီနေ့ပြီးနောက်တည့်ကျဘယ်ကိုသွားမလဲဆိုကျွန်တော်ရည်ရွယ်ချက်ရှိတယ်ဆိုရင်ကျွန်တော်တို့တေချာမစုဆောင်းလားမလုပ်ကြလားမပြင်ဆင်ဘူးလားမပြင်ဆင်ကိုလုပ်ရမယ့်အလုပ်ကိုကျွန်တော်သိလားမသိလားသိနေတဲ့အတွက်ကိုပြင်ဆင်နေကြဘာမှမသိဘူးဆိုဘာမှလည်းပြင်ဆင်လားမပြင်ဆင်ဘူးနေချင်းတလို့ပဲမနေဘူးလားနေချင်းတလို့ပဲနေချင်းတလို့ပဲနေထိုင်ချင်းတလို့ပဲထဟုတ်လားထိုင်လိုက်ထားလိုက်ဗျာအဲ့ဒီလိုအသက်မရှိဘူးတမန်ကျမ်းစာထဲမှာကြီးတဲ့အခါမှာဘုရားရဲ့လူတွေမှာဘုရားသခင်ရဲ့ဘုရားတိတ်ယူပါတယ်ဆိုရှိဘုရားတိတ်ယူပါတယ်ဆိုရှိဘုရားရဲ့ vision နော်အဲ့ဒါဘုရားသခင်ဘာဖြစ်စေချင်လဲဆိုသိဖို့လို့နော်ရှင်ဘောလူကငါတဲ့ပြေးရတဲ့နန်းကိုငါပန်းတုံးတိုင်ရောက်ငါပြေးတယ်တဲ့နော်ရှင်ဘောလူကပြေးရမယ်ပန်းတုံးတိုင်သူရောက်သွားမယ်ရောက်ငါသိတယ်ငါဘာလို့လုပ်ရမလဲဆိုငါသိတယ်သိဖို့လို့လေတင်နော်တင်တဲ့ဝိနည်းဟုတ်လားအဲ့ဒီရည်ရွယ်ချက်ကိုသင်သိဖို့လိုတယ်အဲ့ရည်ရွယ်ချက်ကိုသိဖို့အတွက်နံပါတ်1ကသင်ဟာကိုယ်တိုင်ဖျားနဲ့ဘာဖြစ်လို့လဲ channel ဘာဖြစ်လို့လဲမိဖို့လိုတယ်အဲ့ဒီကကြ channel မိမှသင်သိမှာ channel မသိဘူးဆိုရင်တော့သင်ဟာတရိစ္ဆာန်နဲ့အတူတူပဲတရိစ္ဆာန်လိုသဘောရှိတယ်တရိစ္ဆာန်ဆိုတာဘာလဲ eat sleep မေ့ထုတ်ပြီဟလားစားမယ်ကောင်း convenient ဖြစ်ကောင်းလည်း तू မလုပ်တော့လား तू နေဖို့စချက်ပေါ်တော့ကောင်းရှာတယ်နေတယ်ဒီအဲ့ဒါတော့အတွက်ပဲတင်လောကကိုလာဟုတ်လားအဲ့ဒါလို့နေဖို့အတွက်ပဲလားအဲ့လိုနေဖို့အတွက်လားဟုတ်ဘူးတင်ဟာခဏအသက်ရှင်မဲ့သူကထာဝရအသက်ရှင်မဲ့သူကထာဝရအသက်ရှင်မဲ့တင်းရဲ့ရည်ရွယ်ချက်ဟာထာဝရကာလအတွက်ရည်ရွယ်ချက်ထားဖို့လိုတယ် Hallelujah ခါနေလားနော်ကျွန်တော်ရေတောက်လာကျွန်တော်တီးတယောက်မတ်ကြီးတယောက်ကြောင်းကျွန်တော်ကြည့်အောင်လူကာခန်းကြီး19လူကာခန်းကြီး19အငယ်7နှစ်ကနေဖတ်ရအောင်နော်ကဲဘုံလေးရှိတဲ့လူတွေဒီစာဖွေးမယ်ဘုံတွေကစမ်းစာဟုတ်ပြီအားလုံးညီညာဖတ်မယ်နော်အခုကျွန်တော်တို့တော်များများဟာအသင်းတော်တွေကမူလတာအဆင့်ကနေမတက်ကြဘူးဘယ်အဆင့်မှရှိကြလဲမူလတာနေပဲများတယ်ဘယ်အဆင့်များလဲမူလတာနေပဲများတယ်ဘုရားသခင်သင်ကိုအလေတန်းကိုတက်စေချင်ဟုတ်လားမူလတာဆိုတာကာတိခါခွေးတော့မတက်လာဘူးလားကေရင်ချင်းတော့မတက်လာဘူးလားဘုရားကိုချီးမွမ်းခါခွေးဆိုချီးမွမ်းရမှာလို့ဒီတက်လာငါတို့ဘယ်ကိုင်းကနာဆိုတာလည်းမသိတော့လားကာကြီးခါခွေးအဆင့်တော့ရောက်ဘယ်အဆင့်မှလဲမူလတာဘယ်အဆင့်လဲမူလတာနဲ့ဘယ်တော့ပြန်သွားလဲလေတော့ပြန်သွားသ
တိရဲ့ဝိညာဉ်ကိုဘုရားသခင်ကတိုးတက်ခြင်းချက်စေတယ်ဟာလေလုယာအဲ့မူလနန်းကြော်လာတဲ့ခါကျနည်းနည်းအတိတရားရှိလာလူကမူလနန်းတော့ဘာမှမသိဟုတ်တယ်မလားဘောလီလုံးတောက်ဖို့တော့ပဲနော်ဘောလီလုံးတောက်မယ်ပြစ်မယ်ကွာလိုက်တိုင်းမယ်ဒီလောက်ပဲအသိဒါမူလနန်းအခုမူလနန်းကြော်လာနည်းနည်းသိလာကျွန်တော်အခုမူလနန်းကြော်တဲ့စိတ်ကိုကျွန်တော်ပြောတော့လူကခါကြီး19အငယ်7ကဖတ်ဘာလို့ကိုထွက်သွားလဲဆိုမင်းကြီးအရာကိုခံဖို့တဲ့သူသွားတယ်အဲ့တော့လူတိုင်းငယ်သားတွေကိုဘယ်လောက်စီပေးထားလဲဘယ်လောက်စီပေးထားလဲတပိတ်တာစီပေးထားတယ်သူတပိတ်တာပမာဏမတူလားပမာဏတူတာတယောက်စီတပိတ်တာပေးထားတယ်အဲ့တော့ပေးထားတယ်သူကထွက်သွားတဲ့အခါကျတော့တချို့ကသူ့ကိုကြိုက်လားမကြိုက်တဲ့လူလည်းရှိကိစ္စမရှိအခုသူပြန်လာပြီဘယ်မှာလဲဆိုရင်အငယ်15မှာထိုအမတ်သည်တဲ့မင်းကြီးအရာကိုခံ၍ပြန်လာတော်မူသောအခါငွေခံသောငယ်သားတို့သည်အသီးသီးအဘယ်မျှလောက်အမျက်ရသည်ကိုသိချင်းကသူတို့ကိုခေါ်ချေဟုမိန့်တော်ရှိစပါမယ်ပထမသူသည်လာ၍သခင်ကိုတော်ပေးသောငွေတပိတ်တာအားဖြင့်အခွက်30အမျက်ရပါသည်ဟုရှောက်လင်သခင်ကသာဓုငယ်သားကောင်းသင်သည်အမှုငယ်၌သစ္စာဆောင်နေပြီမြို့10မြို့ကိုအုပ်ဆိုးလောက်ဟုမိန့်တော်မူ၏ဒုတိယသူသည်လာ၍သခင်ကိုတော်ပေးသောငွေတပိတ်တာအားဖြင့်ငါးပိတ်တာအမျက်ရပါပြီဟုရှောက်လင်သခင်ကသင်သည်မြို့9မြို့ကိုအုပ်ဆိုးလောက်ဟုမိန့်တော်မူ၏ဂျာတော်သူသည်လာ၍သခင်အကျွန်ုပ်သည်ပဝါ၌ထုတ်ထားသောကိုတော်၏ငွေတပိတ်တာရှိပါ၏ကိုတော်သည်ခဲရင်တော်သူဖြစ်သည်နှင့်ကိုမတူမထားသောဥစ္စာကိုသိမ်းယူ၍ကိုမဆိုင်မပြိုးသောလယ်၌ရိတ်တတ်သည်ကိုအကျွန်ုပ်ထောက်၍ကိုတော်ကိုကြောက်ပါသည်ဟုရှောက်လေဆိုရင်တော့ငယ်သားဒီစကားသည်ဒီမှုကိုငါစီရင်ပြီငါသည်ခဲရင်တော်သူဖြစ်လေကိုမတူမထားသောဥစ္စာကိုသိမ်းယူ၍ကိုမဆိုင်မပြိုးသောလယ်၌စိတ်ကိုတင်သိသည်မှန်လင်ငါငွေကိုပွဲစားလက်သို့အဘဲကြောင့်မအပ်သည်ထို့သောအပြန်လေငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်သူမိန်တော်မူပြီးတော့အချွေရန်တို့ကငွေကပိတ်တာကိုသူမှတမနှုတ်ယူကြအခွက်30ရှိသောသူကပေးကြဟုမိန်တော်မူ၏အချွေရန်တို့ကလည်းသခင်ထိုသူ၌အခွက်30ရှိပါ၏ဟုရှောက်ကြတယ်ငါဆိုသည်ကအကျဉ်သူသည်ရတတ်၏ထိုသူကပေးအောင်မည်အကျဉ်သူသည်စင်းရဲ၏ထိုသူရှိမြောက်ကိုပဲနှုတ်လိမ့်မည်ထိုမှတပါငါ၏အုပ်ချုပ်ကိုမခံလိုသောငါရန်သူတို့ကိုခေါ်ခဲ့ကြငါရှိမှတတ်ကြဟုစီတော်မူသည်မိန့်တော်မူ၏အာမင်လောက်စီပေးတာလေတပိတ်တာစီပေးတာသူမှလည်းဘလောက်ပေးတာလဲသူမှလည်းဘလောက်လဲသူမှဘလောက်ပေးတာလဲတပိတ်တာအခုမင်းကြီးကပြန်လာတပိတ်တာရှိရပြီဘလောက်ညံ့ရစေပေးတယ်အဲ့တော့မင်းကြီးကသူ့ကိုပြန်ပေးလိုက်တယ်မြို့10မြို့ကိုအုပ်စိုးစီနောက်တစ်ယောက်ပြောတော့ဘလောက်ပြန်ညံ့ရအားပေးတာပြန်သူဘလောက်အုပ်စိုးလဲမြို့5မြို့အုပ်စိုးအဲ့ဒါကျွန်တော်တို့ဘုရားကနောင်ကာလကြိုက်နိုင်ငံတော်ရဲ့စီးစိမ်ကိုပြန်ခံစားစေဖြစ်ဟာလေလုယာနော်အခုမမြင်ရတဲ့ဒီအချိန်မှာသူဟာနိုင်ငံတော်အလင်းကိုကျွန်တော်တို့ပေးတယ်
အခုချိန်မှာကျွန်တော်တို့ကနိုင်ငံတော်တည်ထောင်နေရမှာဖြစ်တယ်တခြားသူတွေကိုဘုရားရဲ့နိုင်ငံတော်ယုံကြည်ခြင်းကိုတွေးမိရမှာလူတွေအထဲထဲမှာဘုရားရဲ့နိုင်ငံတော်တည်ထောင်မှာဖြစ်တယ်ဟာလေလုယာလူတွေအထဲထဲမှာဘာသာရေးကိုတည်ထောင်မှာမဟုတ်ဘာကိုတည်ထောင်မှာလဲဘုရားနိုင်ငံတော်အခုဒီအသင်းတော်ကလည်းဘယ်သူနိုင်ငံတော်တည်ထောင်မှာဘယ်သူအုပ်စိုးတဲ့နိုင်ငံတော်လဲဘုရားနိုင်ငံအတိတ်ကဘုရားနိုင်ငံတော်ဆိုတာပလင်ပေါ်မှာဘယ်သူကရှိတယ်ဘုရားကျင့်ဝတ်ယေရှုခရစ်တော်ကပလင်ပေါ်မှာစိုးစံဖြစ်တယ်ဘာသာရေးမဟုတ်လူမျိုးရေးမဟုတ်အဖွဲ့အစည်းမဟုတ်ဘယ်သူကိုချီးမြှောက်တာလဲယေရှုကိုချီးမြှောက်တာဖြစ်တယ်ဟာလေလုယာယေရှုကိုချီးမြှောက်တဲ့သူကိုယေရှုကလည်းပြန်ချီးမြှောက်တယ်နော်သူ့ကိုချီးမြှောက်တဲ့အသင်းတော်ဘယ်အသင်းတော်ပဲဖြစ်နေပါစေဘုရားပြန်ချီးမြှောက်ဘယ်လူမျိုးပဲဖြစ်နေပါစေသူ့ကိုချီးမြှောက်ရင်အဲ့ဒီလူမျိုးကိုဘုရားချီးမြှောက်ဘလောက်ပဲအသင်းသားနဲပါစေယေရှုကိုချီးမြှောက်ကြည့်ဘုရားပြန်ချီးမြှောက်အခုတချင်းဆိုရဲဆိုတာလည်းဘသူ့ကိုတချင်းဆိုပြီးချီးမြှောက်ဘုရားတချင်းဆိုချီးမြှောက်မယ်နော်ကိုဩစတြေးလျနိုင်ငံမှာ Hillsong တင်းတော်ဆိုတာလေရင်းတော့လူနည်းနည်းလေး20ကျော်30လောက်နေတယ်သူတို့တွေအားလုံး Hillsong တင်းတော်တွေဘုရားကိုတကယ်ပဲတချင်းဆိုလူကိုဆိုပြတာမဟုတ်ဘူးအခုကျွန်တော်တို့ကဘသူ့ကိုဆိုပြတာလဲလူကိုကျင့်အောင်ဆိုပြတယ်အခုကျွန်တော်တို့ဘသူ့ကိုကျင့်အောင်ဆိုနေတာဘုရားကိုကျင့်နှက်စီဖို့လို့ဟုတ်လားတချင်းဆိုတာဘသူ့ကိုတချင်းဆိုရမှာလဲသူသားယေရှုကျင့်နှက်စီဖို့လို့ချီးမွမ်းအဲ့လိုစန္ဒနဲ့သူတို့ချီးမွမ်းခဲ့အဲ့တော့သူတို့စီးပွားရေးကြလူနည်းနည်းစုချီးမွမ်းခဲ့တဲ့တချင်းတွေအခုတကဘာလုံးကိုလွှမ်းမိုးသွားတယ်တကယ်ယေရှုကယ်တင်ခြင်းကြောက်ရပါ My Jesus my Savior အဲ့တချင်းသူတို့တင်းတော်ဘုရားချီးမြှောက်တကယ်ဘုရားဒါတချင်းနဲ့ပြောတာနော်တချင်းနဲ့တော့မှသူ့ကိုချီးမွမ်းပြီးချီးမြှောက်လို့ရလားမရဘူးရတယ်အဲ့ဒါလေးကဘုရားသခင်အဲ့ဒီအသင်းတော်ဘုရားချီးမြှောက်ဟာလေလုယာနော်ဒါကြောင့်တချင်းဆိုရဲဆိုတာလဲပေါ့တေးသေးမဟုတ်ဘူးနော်ကီးဘုတ်တီးတယ်ဂီတာတီးတယ်ဆိုတာလဲပေါ့တေးသေးမဟုတ်တင်ထဲထဲမှာရှိအစွမ်းနဲ့ဘသူကိုချီးမြှောက်တာလဲဘုရားဘသူကိုတချင်းဆိုရတယ်ဘုရားကိုတချင်းဆိုတယ်ဘသူ king ကိုချီးမြှောက်အဲ့ကဘုရားတင့်ကောင်းကြီးပဲနော်အခုတော့လူတွေတော်တော်များများပါလဲသူ့ထဲထဲမှာရှိတဲ့အရာတွေအားလုံးသူ့အတွက်ပဲသူတက်ရှင်တယ်တူပေါအောင်လုပ်လားအဲ့တပိတ်တာရှိရတူကတူပေါအောင်လုပ်လားလူနေရောက်တယ်မှာနောက်ဆုံးသူကလုပ်လားမလုပ်သူကကိုယ့်အတွက်ပဲတက်ရှင်ဟုတ်လားဘုရားကဖြစ်စေခြင်းနဲ့စံသားနဲ့တက်ရှင်အပြည့်လူစံသားနဲ့ပဲသွားနေညီကြီးစံသားနဲ့ပဲတက်ရှင်ဒီမှာရှိတဲ့သူတွေလည်းကိုကိုမင်းအပြင်လူနဲ့ပဲအသက်ရှင်နေသလားဆိုတော့ကိုမင်းအဲ့ခါကျရင်အတင်းအတွင်းလူကမတိုးတက်သူများတဲ့တော့နိုင်ငံတော်မတည်ထောင်နိုင်ဘူးဆိုရင်ဘုရားသခင်ရှိမှတင်းဟာစုပ်ယုပ်တော်သူဖြစ်ပါတယ်ဝိညာဉ်တော်ရဲ့ဝမ်းမြောက်ခြင်းနဲ့သင်ခံစားမှာမဟုတ်နိုင်ငံတော်ရဲ့ဝမ်းမြောက်ခြင်းနိုင်ငံတော်ရဲ့ညီသက်ခြင်းနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးတွေခံစားရမှာမဟုတ်။တော့ချမ်းသာဘုရားကပြောလဲဆိုသူထက်တာနှုတ်ပြီးတော့မှဘယ်သူပြန်ပေးလဲ။ဟိုလူပြန်ပေးလိုက်ပါ။ရတဲ့သူကထပ်ပြီးတော့မှပေးဦးမယ်။ Hallelujah ။ဘုရားရဲ့ကောင်းကြီးမင်္ဂလာနှစ်ဆဖြစ် double ။နော်မြေကြီးပေါ်မှာလည်းကောင်းကြီးပေးတယ်။ကောင်းကင်မှာလည်းကောင်းကြီးပေးရဖြစ်တယ်။ပေတရုတော့ကိုရောကျွန်တော်တို့ရှိတဲ့ဆုပြီးကိုရောနောက်ကိုလိုက်ပါပြီလို့ပြောလိုက်တာမြေကြီးပေါ်မှာလည်းမင်းတို့ကအစများစွာကြိုးရတယ်ကောင်းကင်နိုင်ငံတော်မှာလည်းငါနဲ့အတူစိုးစံရမယ်ဟာလေလုယာစိုးစံခြင်းကောင်းကြီးကိုကျွန်တော်တို့ပေးခြင်းနဲ့ဘုရားဖြစ်တယ်ဒီ
ဒီတော့ကကျွန်တော်ရဲ့အရေးကြီးတဲ့အတွင်းလူကျွန်တော်ပြန်သွားဖို့လိုတယ်နော်သင်လောကကိုလာတာအပြင်လူကိစ္စနဲ့ရွယ်သင်အသက်ရှင်မယ်ဆိုရင်တစ်သက်လုံးပြီးနိုင်မလားပြီးနိုင်လားမပြီးနိုင်ဘူးသင်အလုပ်ဆရာလုပ်တယ်ပြီးနိုင်လားမပြီးနိုင်ဘူးပေးဆရာလူလည်းပေးလို့ကုန်နိုင်လားမိမတွေလည်းပေးရင်လည်းကုန်မလားမကုန်နေဘူးတယောက်ပြီးနောက်တစ်ယောက်လည်းပေးဆရာမရှိလားပေးဆရာလည်းအများကြီးပဲဟုတ်တယ်နော်အဲ့ဒီတော့သင်ကဘာလုပ်ရမလဲသူတို့ကိုနံပါတ်1ကျွန်တော်တို့နံပါတ်1ကကိုယ်ထဲမှာရှိတဲ့ဘုရားရဲ့ရည်ရွယ်ချက်ကိုအကောင့်တွေပေါ်ဖို့လိုတီးဖို့လိုတယ်တီးပြီးမှအဲ့ဒီအကောင့်တွေစန္ဒနဲ့ညီတင်သက်ရှင်သူ့ရဲ့စန္ဒဆိုတာနိုင်ငံတော်ရဲ့စန္ဒနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဦးစားပေးရှာရင်တဲ့လိုတဲ့အရာဘုရားသခင်ပေးလာမယ်ဟာလေလုယာတိအားဖြင့်လည်းသူတို့မှာကောင်းကြီးမလားဖြစ်စေတိအားဖြင့်ငွေရတာကခဏတိအားဖြင့်မိဘတကယ်ချင်းနဲ့ကောင်းကြီးရဖို့အရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာငွေရပြီးမှကြိမ်ချင်းရနေတဲ့ဒုက္ခတချို့နော်ငွေအသင်းတော်ထဲမှာငွေတွေမရလာဘူးလားရလာပြီအဲ့အသင်းတော်ငွေရလာဘာဖြစ်ကုန်ပြီလဲပျောက်ပြက်ကုန်တယ်ငွေရလို့ကိုကငွေပေးလိုက်တာအကြောင်းမဟုတ်ဘူးအတင်းသားဟိုမှာချင်းချင်းတွေဘာဖြစ်ကုန်လဲရန်နေဖြစ်ကုန်ငွေမင်းမလားကောင်းကြီးမင်းမလားဘုရားရဲ့ကောင်းကြီးမလားကျွန်တော်ပေးတတ်ဖို့လိုတယ်ဟာလေလုယာကျွန်တော်တို့ကိုချင်းမှာအားလုံးမတည့်ရစက္ကန့်နော်ကိုရဲ့အဖကောင်းကင်ကကျွန်တော်လာပြီးမှကောင်းကင်အဖရဲ့စန္ဒနိုင်ငံတော်ရဲ့စန္ဒကိုကျွန်တော်တို့သက်ရှင်တတ်ဖို့ယေရှုဘုရင်ကသင်ကိုဒီမှာအပြင်လူစန္ဒနဲ့အသက်ရှင်ဖို့သင်ကိုမပြောအဲ့ဒါဦးစားပေးဖို့မပြောသူ့ရဲ့နိုင်ငံတော်စန္ဒကိုဦးစားပေးပါတဲ့လိုတဲ့အရာသူကပေးမယ်သူကပေးသူကထောက်ပံ့ပေးနိုင်တော့ပေးတယ်ဟာလေလုယာဘေးယေရှုဟာလူပေါင်း9000ကျော်အစားတော့ငတ်နေဒါပေမဲ့ဘေးယေရှုထလာတဲ့ခါမှာလူတွေပြတ်ဝတ်လိုက်အားလုံးညီညီကဘာလို့ ရလဲပြတ်ဝတ်နေရအဲ့ကောင်ယေရှုထတဲ့ခါကျတော့ကြည်စမ်းထပြီးကိုရောလှုပ်သွားတဲ့ခါမှာလူပေါင်း9000ကျော်အစားတော့ဝါစွာစားရတဲ့အပြင်ရှံပြီးကောင်းကြီးမခံစားရလားခံစားရတယ်အဲ့ဒါဘာကြောင့်ဘယင်ယေရှုထားလို့ဖြစ်တယ်မုန်တိုင်းဘလောက်ကြီးဘလောက်ပဲကြီးမားတဲ့မုန်တိုင်းပြဿနာလာနေပါစေဘယင်ယေရှုထားလိုက်တဲ့အခါမှာမုန်တိုင်းကယေရှုရဲ့ခြေတော်အောက်မှာဖြစ်တယ်ဟာလေလုယာသင်ရဲ့မုန်တိုင်းဘလောက်ကြီးနေပါစေယေရှုဘယင်အတွက်ဘာမှမဟုတ်ယေရှုဘုရင်အောက်မှာအားလုံးကတ်သိမ်းလို့ရသူခြေတော်အောက်မှာဖြစ်တယ်။အရေးကြီးတာသင်ကဘုရင်ကိုရှင်းမှာပြောင်းဖို့လိုတယ်။ဘုရင်ကိုချီးမြှောက်ဖို့ဘုရင်ကိုထစေဖို့လိုတယ်။ဆိုတော့နော်။တရှင်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်။ယနေ့ကိုရောရှိတော်မှာစက္ကပ်တဲ့တာသမီးအားလုံးကိုရောနာမည်နဲ့ကိုရောသိပါတယ်။သူတို့လောကမှာဒီ Kansas City Garden ဆို CD ဆိုမြို့သူတို့တခါမှဒီမှာမရောက်ဘူးပါသူတို့မကြားဘူးပဲနဲ့ဒီကိုရောက်လာတဲ့နေရာဖြစ်ပါတယ်ဖဒီမှာရောက်လာပြီးမှကောင်းကင်ဘိုးချစ်ဘုရင်ရဲ့စန္ဒကိုအကောင့်ထဲပေါ်ဖို့ရအတွက်ရောက်လာခြင်းဖြစ်ပါတယ်ဟာလေလုယာကိုရောဘုရင်ရဲ့စန္ဒကိုအကောင့်ထဲပေါ်ဖို့ဖြစ်ပါတယ်ဘုရင်ရဲ့စန္ဒကိုအကောင့်ထဲပေါ်ဖို့ဖြစ်ပါတယ်ကိုရောစန္ဒကိုအကောင့်ထဲပေါ်ဖို့မြေကြီးစွန့်တယ်ကိုရောတက်တီကိုထုံးဖို့အတွက်ကိုရောရည်ရွယ်ချက်ကိုသူတို့တွေသိစေဖို့ကိုရောကောင်းကြီးပေးတော့ဝိညာဉ်တော်ဖျားလုံးလုံးတော်ဝိညာဉ်တော်ဖျားအရောက်စီတိုင်းကိုကိုယ်စကားပြောပါအရောက်စီတိုင်းကိုကိုယ်ရဲ့အကြံစီယူပါယုံပေးတော်မူပါဟာလေလုယာဟာလေလုယာအိုးအပြင်လူအတွက်ပဲအသက်ရှင်လို့သူတွေမဟုတ်ပါစေနဲ့ဟာလေလုယာသူတို့ကိုကိုယ်တနာတော်မူပါကိုယ်ပြီးပင်ပန်းတဲ့ဒီအလုပ်ထက်မှာပဲကိုယ်အချိန်ကုန်တော့သူတွေမဖြစ်ပါစေနဲ့ကိုယ်ဟာလေလုယာဟာလေလုယာကိုယ်သူတို့ရဲ့လက်တွေနာကျင်ကြပါဖဖျားရှင်အလုံးလုံးတဲ့ခါမှာပင်ပန်းကြပါဖဖျားရှင်ဒီပင်ပန်းမှုကနေကိုယ်ရှင်တက်တာချင်းခွန်အားကိုယ်တော်ပဲဖြစ်ပါဟာလေလုယာငြိမ်သက်ခြင်းရှင်ဘုရားကိုယ်တော်ပဲဖြစ်ပါတယ်ကိုယ်တော်ခွန်အားဖြင့်တက်တာချင်းအစွမ်းကိုရရှိစေတော်မူပါ
ကိုရဲ့အကြံစီတော်ကိုအကောင့်ထဲပေါ်လို့သူဖြစ်စီတော်မူပါကိုရဲ့နိုင်ငံတော်မြေကြီးစွန့်တိုင်အောင်တည်ထောင်ဖို့အကြံစီဖြစ်ပါတယ်ဖကိုတို့ဒါကြောင့်ဒီကိုရဲ့အကြံစီကြီးစွာသောကိုတို့အကြံစီအတွက်ကိုတို့တကယ်ပဲအကောင့်ထဲပေါ်နိုင်လို့သူဖြစ်စေဖို့ကိုတို့တောင်းကြည့်ပေးပါကိုတို့ရှေ့တော်မှာကိုတို့ပေးထားတဲ့စုကျေးဇူးတွေကိုကိုတို့တိုးပွားစေတော်သူဖြစ်စီတော်မူပါအတွင်းလူဟာတိုးပွားတော်သူဖြစ်စီတော်မူပါကျေးဇူးတော်ပေါင်းချီးမွမ်းပါတယ်ပါယင်းနှုတ်ကပတ်တော်မျိုးစေ့အစ30အစ60အစ100ကောင်းကြီးမင်္ဂလာဖြစ်ပါစေတော့ယေရှုနာမနဲ့ကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာအသီးသီးပြန်တဲ့စကားနာမကြီးဖျားအာမင်ဟာလေလုယာ